နေ့မှသမီးဘိုးတကောင်ဟာရေတောက်ဖို့ရေကန်စီဆင်းလာခဲ့တယ်။ရေကန်ဟာအလွန်ကြီးနေနေတာမို့သူ့ကိုရေကန်ထဲမှာတွေ့မြင်နေရလေတယ်။အဲ့ဒီအခါမှာသမီးဘိုးကအိုးတိတ်လာတဲ့ငါဦးချိုပါလား။တန်မာပြီးစက်တီရှိလို့နေပါလား။တစ်ကိုင်းတစ်ခတ်တွေဖြန့်ကားနေသလိုကြည့်လို့ကောင်းလိုက်တာ။ဒါပေမဲ့ရှည်သွဲပိန်သိမ်းနေတဲ့ငါခြေထောက်ကတော့အကြည့်ရဆိုးလိုက်တာလို့ရေထဲတွင်ထင်ဟပ်နေတဲ့သူ့ကိုသူကြည့်ပြီးဝေဖန်ပြောဆိုနေလေတော့တယ်။ထို့စဉ်သမီးဘိုးဟာမုတ်ဆိုးတွေရဲ့ခေယာမုတ်တန်ကိုကြားလိုက်ရပါတယ်။သမီးဘိုးလည်းလျင်မြန်သောအဟုန်ဖြင့်ခြေကုံတုပ်ပြေးလေတော့တယ်။သူ့ရာတွင်သူ့ဦးချိုတွေကတစ်ပင်တစ်ပင်ရဲ့ຫນွေကိုင်းမှာသွားညှိပါတော့တယ်။သမီးဘိုးလည်းသူ့ဦးချိုကိုຫນွေခက်မြတ်မှလွတ်အောင်အမျိုးမျိုးစူးစမ်းပေမဲ့ရုံးထွက်နိုင်ဘူးဖြစ်နေလေတဲ့။ဒါကြောင့်မိုးစိုးလဲသမီးဘိုးကိုအလွယ်တကူဖမ်းမိသွားလေတော့တယ်။ကဲဒီပုံမြင်လေးထဲမှာတော့သမီးဘိုးကြီးအနေကြုံလာချိန်မှာသူတန်မိုးမထားမနှိမ့်ညွတ်ခဲ့တဲ့သူ့ခြေထောက်ကတော့သူထွက်ပြေးရမှာအသုံးဝင်ခဲ့လေတယ်။သို့တော့သူသဘောကျနှစ်သက်ခဲ့တဲ့သူ့ရဲ့ဦးချိုကတစ်ကိုင်းမှာသွားညှိပြီးမိုးဆိုးရဲ့တက်ဖြတ်ခြင်းကိုခံခဲ့ရလေတယ်။ဒါကြောင့်အလှအပထက်အသုံးဝင်မှုကိုပုံမတန်ဖိုးထားတဲ့နေဆိုတဲ့အကြောင်းကိုဒီပုံမြင်လေးကနေတဆင့်အသိပညာဗဟုသုတတခုခုရရှိသွားလိမ့်မယ်လို့ညွှန်လင့်ပါတယ်ကွယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။